ဗုဒ္ဓဘုရားဘဂဝါဟောကြားခဲ့တဲ့ဓမ္မတရားဒေသနာအဖို့ထယေရနာတစ်ပါးလို့လူမြတ်မြတ်အားထားလို့သာနိဗ္ဗာန်လို့ဒိဋ္ဌံမှန်တန်တရားမလွတ်ကင်းတဲ့၍ခရုကင်းလျှောက်လဲရရှာဦးမှာဗုဒ္ဓဘုရားဘဂဝါဟောကြားခဲ့တဲ့ဓမ္မတရားဒေသနာအဖို့ထယေရနာတစ်ပါးကိုလူမြတ်မြတ်အားထားလို့သာနိဗ္ဗာန်ဒိဋ္ဌံမှန်တန်တရားမလွတ်ကင်းတဲ့၍ခရုကင်းလျှောက်လဲရရှာဦးမှာဘယ်ဘဝကဘယ်ကလာဒီဘဝကဘယ်ကိုသွားမလဲတန်တရားတစ်ထောင်နာတဲ့ဒီလူဘဝမှာပြုံးရပြောကြရုပ်ကရှာဖွေလို့သာအသက်တွေကြီးတနည်းနည်းနဲ့ပြရအောင်ပါတနစ်ကဘာမှမကြောက်တလဆိုတာဘာမှမသိတရကြီးကလျှက်စိလက်ပမာနှုတ်ပြိုအစင်းတပြင်းပြင်းနဲ့မင်းလို့လားစီစိတ်ဥစ္စာသက်ခဏပြောင်းဆုံးနောက်ဆုံးတော့ဘာမှမပါလောဘဒေါသမောဟတွေမှထောင်သွားလို့အရှက်ကြောက်ပြီးငါသီလအပြင်းများစွာကျူးလွန်တဲ့အခါတန်တရားဝဲခရက်မှာတွဲဖက်စရာကုသိုလ်ကင်းငရဲတွင်သက်သေရလိမ့်မှာတန်တရားဝတ်တွင်လုကင်းမှုအရေးပါတရားဒေသနာသမထဝိပဿနာဝါများကအားထုတ်ဖို့ရာကံဉာဏ်ဝဲကကိလေသာတဏှာမိကြောင့်ခရီးကမတွင်တတိနဲ့ရှင်ခဏအတိကနဲ့လွန်နာဖို့ဖြင်းနှလောက်မပေါခရီးမရောက်ရှာထူးမြတ်တဲ့ဉာဏ်စဉ်တရားတွေပေါ်လွင်အောင်အတွေ့များဖယားတပြေတော့ပေးသနာတော့သူပါဖယားတရက်နဲ့တဖြည်းဖြည်းအသက်တွေကြီးလို့ရှာမီဥစ္စာအသက်ခဏအတွက်အမျက်ဒေါသတွေမကင်းသိချင်းကအစိုးမရသမထဝိပဿနာပွားများကစိတ်ကကြံကံဉာဏ်မဲလီရော့တလားမောဟရဲ့အတွေ့အဝင်တတိနဲ့ရှင်ထင်တဲ့လောက်မပေါက်ခရီးမရောက်ရှာလီတော့ဗုဒ္ဓဘဂဝါဖယားထူးမြတ်တဲ့ဉာဏ်စဉ်တရားတွေဖယားတပြည့်တော်အောင်ပေးသနာတော်မူပါဖယား